အမျိုးသမီးကသူမရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ဖုန်းပြောရင်းခင်မုန်းဖြစ်သူအကြောင်းအတင်းတုပ်ညီညွတ်နေတော့လှည့်လိုက်တဲ့အချိန်မှာတင်အိမ်ပြန်ရောက်လာတဲ့ခင်မုန်းနဲ့ပပင်းတိုးပါတော့တဲ့တစ်ဖက်ကတငယ်ချင်းကလင်မယားနှစ်ယောက်ရဲ့ကိုရေးကိုတာလှုပ်ဝက်ချက်တွေကိုမရက်မနာဆက်ပြောနေချိန်မှာခင်မုန်းဖြစ်သူရဲ့မျက်နှာပေါ်ကဒေါသထွက်လာတဲ့အရေးအယောင်ကိုမြင်လိုက်ရလို့အမျိုးသမီးကအထိတ်တလန့်နဲ့ဖုန်းကိုချလိုက်ပါတယ်။အဲ့ဒီနောက်သူမကိုအိမ်ပေါ်ကနေအခုချက်ချင်းနှင်ချပစ်မှာကိုကြောက်လန့်တကြားနဲ့သူ့ကိုရိုးရိုးသေးသေးဥညွတ်ပြီးတောင်းပန်လိုက်ပါတယ်။တကယ်တော့အမျိုးသမီးကသူမရဲ့အမနေရာမှာအစားထိုးပြီး CEO နဲ့အတင်းအကျပ်လက်ထပ်ခဲ့ရတာပါ။ဒါကမိသားစုကစီစဉ်ပေးတဲ့အိမ်တော်ကြီးဖြစ်လို့သူတို့နှစ်ယောက်ကအရင်ကတခါမှမဆုံဘူးခဲ့ကြပါဘူး။နိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးဖြစ်တဲ့ CEO ကသူမကိုဘယ်တော့မှသဘောကျမှာမဟုတ်ဘူးလို့အမျိုးသမီးကထင်ထားခဲ့ပေမဲ့မထင်မှတ်ပဲ CEO ကသူမကိုအရင်စတင်ပြီးလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ဒါကြောင့်အမျိုးသမီးမှာရွေးချယ်စရာမရှိတော့ပဲသူ့ရဲ့လျှို့ဝှက်ဇနီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်။အဲ့ဒီအချိန်တုန်းကအမျိုးသမီးကသူမကိုသူမ CEO ရဲ့မိသားစုကအတင်းအကျပ်လက်ထပ်ခိုင်းနေတာကိုကာကွယ်ဖို့ကရိယာတစ်ခုအဖြစ်ပဲမြင်ခဲ့တာပါ။ပြီးတော့သူမမင်္ဂလာလက်စွပ်မဝတ်ထားတာကိုမြင်လိုက်ရတဲ့အချိန်မှာ CEO ရဲ့မျက်လုံးထဲကစိတ်ပြတ်သွားတဲ့အရေးရောင်ကိုတောင်သူမလုံးဝသတိမထားမိခဲ့ပါဘူး။အမျိုးသမီးက CEO နဲ့အတူသူ့ရဲ့မိသားစုအိမ်ကိုလိုက်သွားတဲ့အခါ CEO ကအမျိုးသမီးရဲ့အကြိုက်တွေအားလုံးကိုကြိုတင်စုံစမ်းထားပြီးသူ့မိခင်ကိုအမျိုးသမီးအကြိုက်ဆုံးအစားအစာတွေကိုကြိုတင်ပြင်ဆင်ထားဖို့တောင်းဆိုခဲ့ပါတယ်။မထင်မှတ်ပဲထမင်းစပွဲမှာ CEO ရဲ့မိခင်ကလည်းအမျိုးသမီးမင်္ဂလာလက်စွပ်မဝတ်ထားတာကိုသတိထားမိသွားပါတယ်။အမျိုးသမီးဘလို့ရှင်းပြရမှန်းမသိဖြစ်နေချိန်မှာပဲ CEO ကသူမကိုကယ်တင်ဖို့ချက်ချင်းရှိတိုးလာပြီးအပြစ်တွေအားလုံးကိုသူ့အပေါ်ပုံချလိုက်ပါတယ်။ CEO ရဲ့ဒီလုပ်ရက်ကအမျိုးသမီးကိုသူ့အပေါ်ခံစားချက်တွေစတင်ဖြစ်ပေါ်လာစေခဲ့ပါတယ်။ပြီးတော့အမျိုးသမီးကကားပြတင်းပေါက်ကိုဂယုတစိုက်ချပြီးအပြင်ဘက်ကရှုခင်းတွေကိုကြည့်နေတာကို CEO ကကြည့်ရင်နောက်ဆုံးမှာတော့သူချစ်ခင်မြတ်လို့စွာပြုံးလိုက်မိပါတယ်။ဒါပေမဲ့အမျိုးသမီးကောင်းလှည့်လာတာနဲ့တပြိုင်နက်သူကချက်ချင်းအိပ်ပျော်နေတဲ့အောင်ဟန်ဆောင်လိုက်ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါထမင်းစားနေတော့အရန်စိတ်လှုပ်ရှားနေခဲ့လို့အမျိုးသမီးဘိုက်ဝအောင်မစားခဲ့ရဘူးဆိုတာကို CEO သိလိုက်ရပါတယ်။ဒါနဲ့သူ့ဘဝမှာတနေ့မှဟင်းမချက်ဘူးတဲ့ CEO ကပထမဆုံးအကြိမ်ရေခဲတက်တာကိုဖွင့်လိုက်ပါတယ်။သူချက်တဲ့ဟင်းတွေအရသာမရှိမှကိုစိုးရိမ်လို့သူ့မိခင်စီကနေဟင်းချက်နီးအကြမ်းညံကိုတောင်အထူးတောင်းခံခဲ့ပါသေးတယ်။ပြီးတော့အမျိုးသမီးကကြမ်းပြင်ပေါ်ဖြစ်တယ်လို့ချွတ်ထားခဲ့တဲ့ထောင်းမြင့်ဖက်နှက်တွေကိုမြင်တော့လေသူနည်းနည်းလေးမှဒေါသမထွက်ပဲတေးသေးချာချာနေရာတကျပြန်ထားပေးလိုက်ပါတယ်။ဒီအမျိုးသမီးနဲ့ဒီလိုမျိုးထာဝရနေသွားနိုင်မယ်လို့သူထင်ထားခဲ့ပေမဲ့အမျိုးသမီးရဲ့ပထမဆုံးအချစ်ဦးကတရုတ်ပြည်ကိုရုတ်တရက်ပြန်ရောက်လာပြီးသူမကိုအိမ်ပြန်ပို့ပေးဖို့ကုမ္ပဏီမှာအလုပ်ဆင်းမဲ့အချိန်ကိုကြိုတင်စောင့်နေတာကိုမတော်တဆတွေ့လိုက်ရပါတယ်။အမျိုးသမီးကသူ့ကိုဘလို့ညင်ရမှန်းမသိဖြစ်နေချိန်မှာပဲ CEO ကကားကိုတက်တက်မောင်းလာပြီးသူတို့နှစ်ယောက်ရှိမှရက်လိုက်ပါတယ်။ကားပေါ်ရောက်တဲ့အခါအမျိုးသမီးကရှင်းပြနေပေမဲ့ CEO ကစကားတခုမှမပြောပဲနောက်ကြည့်မှန်ကနေတဆင့်သူမရဲ့အချစ်ဦးကိုပဲတိတ်တဆိတ်စိုက်ကြည့်နေပါတော့တယ်။ဒီစိုးရင်ပူပန်မှုတွေဖုံးလွှမ်းသွားလို့အဲ့ဒီညက CEO တညလုံးအိတ်မပျော်ခဲ့ပါဘူး။အဲ့ဒီအချိန်ကစပြီးသူဘလောက်ပဲအလုပ်များနေပါစေအမျိုးသမီးအလုပ်ဆင်းမဲ့အချိန်ကိုအမြဲဆောင်ပြီးအိမ်ပြန်ကြိုလေးရှိပါတယ်။သူမရဲ့အချစ်ဦးနဲ့နည်းနည်းလေးမှအဆက်အသွယ်လုပ်ခွင့်မပေးတော့ပါဘူး။ဒါပေမဲ့သူတို့ရဲ့မကြာခဏထိတွေ့ဆက်ဆံမှုတွေကိုကုမ္ပဏီကလုပ်ဖို့ကိုင်ဖက်တွေကမကြခင်မှာပဲသတိထားမိသွားကြပါတယ်။သူတို့ကလှုပ်ဝက်လက်ထပ်ထားကြတာဖြစ်လို့အားလုံးကအမျိုးသမီးဟာယာတူတိုးဖို့အတွက် CEO ကိုတမင်တက်တက်မြူဆွဲနေတယ်လို့ထင်သွားကြပါတယ်။ဒါကြောင့်သူတို့အားလုံးကသူမကိုအရှက်မရှိဘူးဆိုပြီးဆွဆွဲကြပါတော့တယ်။အမျိုးသမီးကသူမကိုသူမဘလို့ကာကွယ်ဖြေရှင်းရမှန်းမသိအောင်ဖြစ်နေချိန်မှာပဲ CEO ကသူမအနာကိုချက်ချင်းအပြေးရောက်လာပြီးသူတို့နှစ်ယောက်လက်ထပ်ထားပြီးပြီဆိုတဲ့အမှန်တရားကိုအဲ့ဒီမှာရှိနေတဲ့သူတွေအားလုံးကိုကြေညာလိုက်ပါတော့တယ်။